ပြောပြီနေတော့ငါတခါမှဖိုင်းမရိုက်ဘူးနော်ခေါင်းစဉ်မတက်နဲ့ဖိုင်းဆိုရခေါင်းစဉ်မတက်နဲ့နေတော့မှနေတော့ဧည့်သည်ရှိပတ်စံကိုဘလို့ကလင်ကချင်းနဲ့ဘလို့ပဲတောင်းတာဟုတ်တယ်ဒါမှငါတို့ရှိမှထောင်းတဲ့တနားထိုးတာနဲ့ဧည့်သည်ခေါ်ပြရမယ်ဘာလို့ငါနေလို့သမီးကိုဈေးငင်းကျွေးထားတာတနေ့ငါ့ထက်ငွေရ9000 8000မှရှိနော်ထားလိုက်ငါတို့အိုးဝေကနဲ့ဘာညာနဲ့တနေ့ကို9000နှုန်းနဲ့ပဲတက်လိုက်တစ်လမှ23သိန်းငါ့ထမင်းဘူးမျိုးရှိငါနေလို့ရှိပြန်ဖြတ်ထားမှာတနိုင်မှ300လို့ရှိနေလို့စောက်လို့မလုပ်တဲ့နေ့ဆိုရှင်ငါအကုန်လုံးငါငုတ်တော့မရရင်နေ့နော်နေလို့စောက်လို့လုပ်တဲ့နေ့တောင်မှပဲဆက်ရှင်100တက်မှငါတော့ကငွေ3000ပဲရတာဟုတ်လားငွေ3000မရနေလို့တက်ကိုငါကုန်တာတနေ့ကို6000 9000ကုန်တယ်ဟုတ်တယ်နော်ငါပြပြန်တာကပြီးရင်ကိုယ့်ဧည့်သည်ရှိပတ်စံတောင်းမယ်ဆိုရင်ဆက်ရှင်ဖြစ်ရမှာပါနော်မဖြစ်လို့ဆိုရှင်ဖိုင်းရိုက်ခံမှာဆိုဘာဆိုတဲ့စကားမပြောနဲ့မင်းတို့မိုးလင်းတာနဲ့9နိုင်ခွဲထောင်းဆိုရင်ထလို့ငါပြောတာ9နိုင်ခွဲထောင်းဆိုရင်ထဆိုမင်းတို့ဖိုင်းရိုက်ချင်ထားခိုင်းတာမဟုတ်လေလက်ပိတ်မှာဆိုလို့ထအလှမို့ရင်မိုးချိုးအလှပြင်ပြီးပြီးပြန်အိတ်လို့ရတယ်ငါရှိမှနေတို့နောက်ကြတဲ့ဖိုင်းဆိုတာရှိလားရှိပါဘူးမင်းတို့ငါတခါမှဖိုင်းဆောက်ထမ်းမှလည်းဖိုင်းဆိုတာမရှိဘူးနော်ငါပြောပြီးသားမင်းတို့တနေ့မင်းတို့17ရက်မှာပန်းကုန်းလေးရှာပေးပါဒါငါဘက်ကတောင်းဆိုတာလေမင်းတို့အဲ့ဒီပန်းကုန်းရှာတာလေအဲ့ဒီဆက်ရှင်ရှာတာလေမင်းတို့ပြန်ရငါရလားဟမ်ငါအသက်ကိုငါနေတော့မယူနေတော့မရှာလို့ဆိုပြီးတော့အဲ့ရဟာလေအဲ့ရဆက်ရှင်ကြီးတို့ငါသိမ့်ထားမို့လေနေတော့အဲ့ဆက်ရှင်တို့ပြန်ရရပဲလေဟုတ်လားငါပြောချင်တာကိုယ့်ဧည့်သည်ရှိပတ်စံတောင်းခြင်းကြိုက်တဲ့နည်းနဲ့တိုင်းဖိုင်းဆိုတဲ့စကားမတက်နဲ့အဲ့ဖိုင်းဆိုတာငါ့ကိုပါလာပြီးထိခိုက်တယ်ဟုတ်လားငါရလို့ဖိုင်းကြီးဆိုတာထားလိုက်အောင်ပြောပြီးသားငါရှိမှာဖိုင်းအကြီးမားဆုံးဖိုင်းရဝေတာနဲ့မကြက်ရဘူးဧည့်သည်ပေါင်းတော့တက်မထိုင်ရဘူးအခန်းထဲမှာ over service အပေးမကြအောင်တက်စင်ဆွဲလို့မရမာကင်ရပါလာလို့မရအောင်အဲ့ဒီရဖိုင်းဒီ3000နဲ့5000ကျလို့ပြောပြီးသားဒါဒဏ်ကြီးရှိရလို့ပြောပြီးသားနော်ကျန်တာငါဘာမှမရှိဘူးလေတို့ကြိုက်တဲ့အချိန်တို့ရေချိုကြိုက်တဲ့အချိန်တို့ဝှေ့လျှော်ကြိုက်တဲ့အချိန်သေးထပါတို့နှုတ်ကလည်းငါတကောင်းလိုက်နေရလည်းမဟုတ်ဘူးလေဟုတ်လားအဲ့ဒါကိုပဲဘလို့ဖြစ်လို့ဟိုဗျာတွေကဒီလိုရှိရဟိုဖိုင်းကြီးအားရှိဖိုင်းကြီးတစ်ဖိုင်းနဲ့ဖိုင်းတာငါလည်းနေတော့ဖိုင်းလည်းတစ်ခါမှမရိုက်တာဖိုင်းမြက်ကပဲနေဖိုင်းကြီးပဲလာမထက်နဲ့တို့တောင်းတဲ့ပုံစံမျိုးနဲ့တို့တောင်းပြီးရင်စကားကိုလည်းသုံးစားမလုပ်နဲ့ဟိုလုလက်ချဒီလုလက်ချလည်းမလုပ်နဲ့ငါလည်းလာပြီးမလဲနဲ့ပြီးလို့ရှိရင်နေတော့ကစောက်စိန်တယ်လို့ဖုတ်ဖက်ခါပြီးထွက်သွားရင်စောက်မကောင်းပြောခံရတာငါပဲသိလားငါ့ကိုပဲနေတော့ပုံချခဲ့တာပြီးငါ့ကိုကောင်းကြောင်နေတော့ကောင်းစားသွားလို့ရော့ဒါအမေအတွက်ပါဆိုတာမရှိခဲ့ဘူးပြောပြရတော့ငါရှာထပ်သွားရင်ကောင်းမတော်တော်များများလေလိုချင်လို့ပြောနေမှာမဟုတ်ဘူးနေတော့နီးနဲ့နေတော့ဟန်နေတော့မှလို့တောင်းနေဟုတ်လားပြောချင်တာဖိုင်းဆိုယူမတက်နဲ့ကောင်းစင်တက်နဲ့တကယ်ပြောအဆင်မပြေဘူးငါတို့လည်းအဆင်မပြေဘူးနောက်ကဧည့်သည်နဲ့စကားပြောလို့စာနဲ့ပဲမိသည်ဖြစ်စေဖုန်းနဲ့ပဲထပ်ပြောသည်ဖြစ်စေချက်ချင်းအဖွဲပြောင်းပြီဖိုင်းနဲ့ပြင်ငါအဖွဲပြောင်းပါချက်ချင်းအဖွဲပြောင်းအဲ့တော့ငါ့ဘောဘာဖြစ်လို့အဲ့လိုမျိုးလုပ်နေတာ